Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာယွန်းကဒီယူရိုရဲ့ပေါ့နော်ပညာရေးစနစ်မှာအထူးသဖြင့်ပေါ်တူဂီပေါ့ပေါ်တူဂီရဲ့ပညာရေးစနစ်မှာဘာဖြစ်လို့ဘွဲရပညာတတ်တွေသိမရှိရလဲဆိုတဲ့အကြောင်းပြောပြမယ်ဒီစစ်တမ်းတွေအရဆိုလို့ရှိရင်ပေါ်တူဂီနိုင်ငံရဲ့38%ကအထက်တန်းလက်မှတ်ပဲရတယ်ပေါ့နော်အထက်တန်းဒီ high school education ထိပဲသွားတယ်38%ဆိုမြန်မာအတွက်တွက်မယ်ဆိုလို့ရှိရင်ဒါအများကြီးလို့ပြောရမယ်ကွာကိုရီစီမှာဆိုလို့ရှိရင်ဒါကလူတော်တော်များများက10တန်းအောင်ဖို့ရဘွဲရဖို့ရဒါကကလေးတွေအကုန်လုံးရဲ့မိဘတွေအကုန်လုံးရဲ့ရည်မှန်းချက်ကြီးတစ်ခုလို့ပဲဒါပေမဲ့ဒီမှာဆိုလို့ရှိရင်က high school ပြီးသွားပြီဆိုလို့ရှိရင်အလုပ်ကိုတန်းဝင်ကြတာများတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီ case ကဘာဖြစ်လို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီမှာ9 grade 9ပြီးသွားပြီဆိုရှင်10 11 12ကပုံမှန်ကျောင်းတက်ရုံနေမဟုတ်ပဲတခြားရွေးစရာတွေအများကြီးရှိတယ်တခြားရွေးစရာတွေကဘာတွေလဲဆိုလို့ရှိရင်ဥပမာ music တို့အားကစားတို့ပြီးသွားလို့ရှိရင်ဒီ graphic design တို့ဒီလိုcomputer system တို့အဲ့ဒီဥစ္စာတွေကို10တန်းမှာစပြီးရွေးလို့ရပြီ grade 10မှာစပြီးရွေးလို့ရပြီအဲ့တော့ तू ကပုံမှန် education ဒီပဲမဟုတ်ဘူးဒီ technical professional လို့ line တစ်ခုဖြစ်သွားတဲ့ဟာမျိုးကို high school မှာရွေးလို့ရတဲ့အတွက်ကြောင့်မလို့ဒီတချို့ကလေးတွေက music ကိုဝါသနာပါတယ်ဆိုလို့ရှိရင်ဒါကသူတို့က10တန်းရောက်ပြီဆိုတာနဲ့ music ကိုရွေးလိုက်ပြီကွာဒီဘောလုံးကန်နေတဲ့လူတွေလည်းဒီကိုယ့်ရဲ့ဘောလုံးကန်တဲ့ school တွေပေါ့နော်ဒီ training camp တွေကိုတွားလိုက်ကြပြီအဲ့တော့သူတို့ရဲ့ဒီ education ကတခါတည်းကို professional line ကိုပြောင်းသွားတာအဲ့တော့သူတို့ကဒီ university ကိုဆက်မတက်ကြတော့ဘူးပေါ့နော်ပြီးတော့တချို့တွေကကြတော့လဲဒီမှာကဒီ session နဲ့ကြော်ပြီးဆိုတာနဲ့ကိုဝင်ဝင်နဲ့ကိုနေကျင်ကြတယ်နော်ဒီကိုဝင်ဝင်နဲ့ကိုနေကျင်ကြတယ်ဆိုတော့သူတို့ကတချို့တွေကဒီ professional line ကိုပဲရွေးလိုက်ပြီး university ကိုဆက်မတက်ကြတော့ဒီနေ့တော့ဒီလောက်ပါပဲ